ယုံရဲ့ကြားရဲ့ညင်းကြတယ်တဲ့ယုံရဲ့ကြားရဲ့ညင်းတယ်ဘာညင်းလဲဆိုတော့ယုံကပြောတယ်မြက်ဆိုတာအပြာရောင်တဲ့အဲ့ချင်းသေး sorry ကြားကပြောတယ်မင်းယူနေလားမြက်ဆိုတာအစိမ်းရောင်အဲ့ယုံကပြန်မဟုတ်ဘူးမြက်ဆိုတာအပြာရောင်ဒီမှာငါကြည့်ရအပြာရောင်တွေ့လားအဲ့ကြားကပြန်မင်းအပြာရောင်ဆိုတာဘာမှမသိလို့လားအဲ့နဲ့ကြားကပြောတယ်ကဲငါတို့ဒီလောက်ညင်းနေရမနက်ကညနေရောက်နေပြီငါတို့ပြီးမှမဟုတ်အဲ့တော့လားချင်းသေးစီကိုငါတို့သွားမယ်တော့ဘရင်ချင်းသေးစီကိုသူတို့သွားပြီးတော့မေးတယ်မြက်ကအစိမ်းလားအပြာလားဆိုတာအဲ့နဲ့ယုံကရောက်တာနဲ့စပြီးတော့ပြောတော့ချင်းသေးမင်းဒီကြားကတုံးနေကြားပဲသူကမြက်ကအစိမ်းရောင်လို့ပြောတယ်ကျွန်တော်မနဲ့ထင်းကနေသူ့ပြောတာအခုချိန်ကြီးလက်မခံမြက်ကအပြာရောင်ဒီကြားကအယက်မိုက်မဲတဲ့အတွက်ကြောင့်မလို့သူ့တရားစီရင်ပေးပါဒီတောထဲမှာသူဟောင်ပွားလောက်တာကြားဒါကြောင့်မလို့သူ့တရားစီရင်ပေးပါအဲ့နဲ့ချင်းသေးရတခါလေးပြောတယ်သေးချတယ်ဒီကြားသိမ့်မိုက်မဲတဲ့ကြားပဲကြားမျက်လုံးပြူသွားကြားမျက်လုံးပြူမလို့ပုံလဲတော့ကျွန်မမသိဒါမဲ့သူနားနဲ့မယုံနိုင်ပညာရှိတယ်ခေါင်းဆောင်လို့သဘောထားတယ်ချင်းသေးကမျက်ခင်းပြတယ်လို့ပြောလိုက်တော့မျက်ခင်းပြတယ်လို့တော့မပြောပါဘူးဒီကြားကတော်တော်မိုက်မဲတဲ့ကြားဆိုသဘောတူတယ်တဲ့အဲ့နဲ့ကြားကတော်တော်မိုက်မဲတဲ့ကြားဖြစ်တဲ့အတွက်ကြောင့်ငါ3လသူ့ကိုအချုပ်ချမယ်ဒါနဲ့ယုံကပျော်ပြီးတော့အိမ်ပြန်သွားတဲ့ခါမှာကြားချင်းသေးကိုမေးချင်းသေးမင်းခမရယူနေလားကျွန်တော်ကမျက်ခင်းကစိမ့်နေဆိုတာပြောတာအမှန်ပြောတာလေဘာဖြစ်လို့ကျွန်တော်အချုပ်ချချင်းသေးကပြောအေးမျက်ခင်းကစိမ့်တာငါသိတယ်ဒါပေမဲ့မင်းကအရေးမကြီးမလောက်လေးမလောက်စားယုံနဲ့တနေကုန်မြင်းအောင်မင်းအဲ့လောက်ထိမိုက်မဲရလားမျက်ခင်းကစိမ့်တာငါတို့အားလုံးသိတယ်အဲ့ဒီကိစ္စနဲ့ယုံနဲ့တနေကုန်မြင်းအောင်မင်းကအဲ့လောက်ထိမိုက်မဲရလားမင်းရဲ့မိုက်မဲမှုတော့ငါချုပ်ချတာမင်းအဲ့တယောက်စကားပြောတာဘာလို့တရားခံစားနေရတာလဲခေါင်းနဲ့မထင်းနဲ့သူချိတ်တာပြောပါလေးစေသူကယုံမယ်သေးလေးလက်လေးနဲ့တောက်လိုက်ဗဇက်ထဲကိုထည့်လိုက်တလုံးစာပဲရှိတယ်တနေကုန်ထိုင်ပြောစရာမလိုဝါးစားလိုက်လို့ရအဲ့ဒီအကောင်နိုင်မို့စူးစမ်းနေတယ်အဲ့ဒီသေးလေးကိုတင်နိုင်မို့စူးစမ်းနေတယ်ဒီတဲ့ပိုပြီးကြီးရဲ့အောင်မြင်မှုတွေတင်ယူဖို့လိုသေးတယ်ဒါကြောင့်မလို့လူတွေလာပြီးတုံတိုက်တဲ့အခါမှာလူတွေနဲ့တိုက်တဲ့တိုက်ပွဲတွေကိုတင်ဖြေရှင်းရမယ့်ပုံစံပါလဲဆိုတော့လစ်လူရှုလိုက်ပါမေ့လိုက်ပါခံစားမနေနဲ့ကြော်သွားလိုက်ပါခံစားတော့တကယ်ခံစားဒါပေမဲ့ထားခဲ့လိုက်ခွင့်လွတ်လိုက်မေ့ပြစ်လိုက်